ချက်ဖတ်စစ်ကောင်းဆောင်မဲအောင်လိုက်ဟာမန်လေးနန်တွေကလေပိုင်းတိုင်းစစ်ဌာနချုပ်ကိုရောက်ရှိတဲ့အချိန် short time ဒုံးတွေနဲ့ပစ်ခတ်တိုက်ခတ်ခံရပြီးတဲ့နောက်မှာတော့ယူမင်ဝင်းကနေ3ရက်ကြာထစ်တာတက်ကွယ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ29ရက်နေ့နက်အစောပိုင်းက BWN အဖွဲ့ရဲ့ဥဆောင်မှုနဲ့ဒေါ်လာရေးပပေါင်းတက်တွေဟာအချက်ဖတ်စစ်တပ်ရဲ့မန်လေးမြို့နန်းတွင်တွေကအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကိုတရားခေါ်မှ short time ဒုံး9လုံးနဲ့ပစ်ခတ်တိုက်ခိုက်မှုအတွက် short time ဒုံး3လုံးကိုအောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်ဆိုပါတယ်။အဲဒီလို short time ဒုံးပစ်ခတ်တဲ့အချိန်မှာမဲအောင်လိုက်ဟာအဲဒီမန္တလေးနန်းတွင်ထဲမှာရေရချေဖို့အတွက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲခိတ္တဝေရောက်တဲခုန်နေတဲ့အချိန်တက်ခတ်ခံရတာဖြစ်ပါတယ်။အဲဒီတက်ခတ်မှုအတွက်စစ်ရရှိတချို့ပါဝင်24ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းကိုလည်းသိထားရတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်ကိုပြောထားပါတယ်။အဲဒီလိုအချက်ဖက်စစ်ကောင်းဆောင်မဲအောင်လိုက်မန္တလေးနန်းတွင်နဲ့ရေရချေဖို့ရောက်နေတဲ့အချိန်ဒေါ်လာရေးတပ်တွေက short time ဒုံးတွေနဲ့ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာပဲအချက်ဖက်မဲအောင်လိုက်ဟာဇန်နဝါရီလ29ရက်နေ့ကနေဇန်နဝါရီလ29ရက်နေ့အထိ3ရက်ကြာလူမြင်ကွင်းကနေတက်ခွင့်နေသလိုဒီကနေ့ညနေ3နာရီအထိသူနဲ့ပတ်သက်တဲ့သတင်းတွေကိုသူတို့ဝါရဖြန့်တဲ့မီဒီယာတွေမှာဖော်ပြတာမျိုးမရှိတော့ဘူးလဲတွေ့မြင်ရပါတယ်။အချက်ဖတ်ဇော်မင်းထုံကတော့သူ့ရဲ့ထုံးစံတိုင်းမန္တလေးမြို့နန်းတွင်ကအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကို short time ဒုံး9လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့တဲ့ဟာမမှန်ကန်ဘူးလို့ညှင်းဆိုထားသလိုစစ်တပ် lobby မီဒီယာတွေကလည်းအဲ့ဒီအတိုင်းပဲပြောဆိုနေကြပါတယ်။အခြားတစ်ဖက်မှာတော့အချက်ဖတ်စစ်ကောင်းဆောင်မင်းအောင်လိုက်ဟာဇန်နဝါရီလ26ရက်နေ့နေ့လယ်ပိုင်းကနေပြီးတော့မှမြန်မာနိုင်ငံဆိုင်ရာထိုင်းတန်မတ်ကြီးနဲ့တွေ့ဆုံပြီးတဲ့နောက်ယူမင်ဝင်းကနေတက်ခွင့်နေတာဟာဘာအစည်းအဝေးအခမ်းအနားမှာတက်ရောက်မှုမရှိတာကိုတွေ့ရပါတယ်။ရန်ကုန်ခေတ်ရဲ့နေပြည်တော်စစ်ပတ်သတင်းအရင်းမြစ်ကတော့စစ်ကောင်းဆောင်မဲအောင်လိုင်းနဲ့ပတ်သက်လို့သတင်းတစုံတရာမကြားမိပဲနေပြည်တော်မှာပုံမှန်အခြေအနေသာရှိနေတယ်လို့ပြောပါတယ်။နောက်ထပ်စစ်တပ်သတင်းအရင်းမြစ်တချို့ပြောတာကတော့မန္တလေးနန်ဒရိရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရမှုကြောင့်ဗိုလ်ချုပ်အဆင့်တက်မနှိမ့်တဲ့စစ်အရာရှိကြီးတူဒဏ်ရာရရှိခဲ့ပြီးဒီဦးလည်းအမတ်တဲ့စစ်ဆေးရုံကတိ900မှာစေဝါကုသမှုခံယူနေတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပေမဲ့သူ့အနေနဲ့အတည်ပြုချက်ရဖို့ခက်ခဲနေတယ်လို့ပြောထားပါတယ်ခင်ဗျာ